အားလုံးမင်္ဂလာပါဒီနေ့ကတော့ဒီနံပါတ်9ဖြစ်ပါတယ်ကျွန်တော်ဒီနေ့အလုပ်နားတယ်ဆိုတော့ကျွန်တော်အိမ်မှာပဲရှိပါတယ်ဒါပေမဲ့ဒီနေ့အခုကျွန်တော်စားရမှာတော့ dinner ဖြစ်ပါတယ်ကျွန်တော်မနေ့ကမိုးလင်းမှအိမ်ရောက်တယ် night shift ဆိုတော့မိုးလင်းမှအိမ်ရောက်တယ်အိမ်လိုက်တယ်ဒီနေ့ကအားနည်းနည်းဟွာဖြစ်တယ်ခြေထောက်တွေလည်းနာနေရတယ်အဲ့ဒါနဲ့အစောနာမှနိုးတယ်ကျွန်တော်ညစာအတွက်ပြင်တယ်ညစာကတော့ကျွန်တော်ဒီနေ့ကတော့ပဲပြုတ်စားပါမယ်ပဲပြုတ်အရင်ကြိုက်တယ်ပဲပြုတ်စားမယ်ပြီးရင်ဒီမှာပါမုံနဲ့ကြက်ဥပါမုတ်ကစုစုပေါင်း4ချက်ပါမုတ်4ချက်ရဲ့ကြက်ဥနှလုံးရဲ့ပြီးရင်ဒီမှာအသီးစားပါမယ်ဒီလောက်ဆိုရင်ဒါကျွန်တော်တရက်တာစားရမယ့်ကယ်လိုရီရဲ့ပမာဏကပြည့်သွားပါပြီအဲ့အတွက်ကြောင့်ကျွန်တော်ထပ်ပြီးတော့ဘာမှမစားတော့ပါဘူးတောက်စရာအနေနဲ့တော့ကျွန်တော်ရေပဲတောက်ပါမယ်ညပိုင်းရောက်နေတဲ့အတွက်ကြောင့်ကျွန်တော် black coffee လည်းမတောက်တော့ပါဘူးနောက်နေ့မှပြန်ပြီးတော့ black coffee ရဲ့ series ပြန်စားပါမယ်ဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်စားလိုက်ပါဦးမယ်ကျွန်တော်အရင်ရက်ကဒီတရက်ကျွန်တော်ဗီဒီယိုကလစ်ပြိုက်ဖို့ပြတ်သွားတယ်ဒါပေမဲ့အဲ့ဒီရက်ကကျွန်တော်စားတဲ့ဟာတွေကိုတော့ကျွန်တော် track လုပ်ထားတယ်ဗောကျွန်တော်စားတဲ့စားလေးတွေအခုကျွန်တော်ဒီ day 9ရောက်တဲ့ချိန်ဒီမှာကျွန်တော်ထမင်းနဲ့ပတ်သက်တာတွေဘာမှမစားဘူးပြီးရင်စီကြောစာတွေကိုဘာမှမစားဘူးပြီးရင်ကျွန်တော်တို့ဒီ Coca-Cola တို့ Zero Cola တို့ Diet Cola တို့လည်းဘာတစ်ခုမှမတောက်ဘူးကျွန်တော်ဒီတကြားပါမဲ့ဟာတွေဆိုအကုန်လုံးရှောင်တယ်အတက်နိုင်ဆုံးကျွန်တော်ဒီချိုတဲ့ဟာလေးအဲ့လို juice တို့မျိုး smoothie လိုမျိုးတောက်ချင်အောင်ကျွန်တော်ကိုယ်တိုင်အတက်နိုင်ဆုံးကိုယ်တိုင်လုပ်ပြီးတော့စားဖြစ်တယ်နောက်ဆုံးကျွန်တော်ဒီအပြင်ကဝယ်တောက်ဖြစ်မယ်ဆိုရင်တော့ကျွန်တော် 7-Eleven တို့ Max တို့မှာကျွန်တော်သူ့ရဲ့အညွှန်းလေးတွေကိုတေချာလေးဖတ်ပြီးတော့ဝယ်ပြီးတော့တောက်ဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကဒီ85ရက်ကိုတည်တည်ချာချာသွားချင်လို့ပါနာမည်တစ်ခုတည်တာတော့အခုကျွန်တော်မျက်နှာမှာဘာမှမလိမ့်ထားပါဘူးဒါကျွန်တော်ရဲ့မျက်နှာတော်တော်လေးအရင်ရတက်ဆိုင်ရင်ဖူးသေးလေးလည်းမရှိတော့ဘူးဒီနားတွေကအစီတွေဆိုရင်အရင်တည်တာလာပါတယ်အဲ့ဒါပထမဦးဆုံးတစ်ချက်တကြားလုံးဝရှောင်လိုက်တဲ့အတွက်အရင်တည်တာပါတယ်ပြီးရင်မျက်နှာမှာအရင်တော့ဆိုကျွန်တော်ဒီလိုအဖူးသေးလေးတွေပေါက်တယ်ဒါပေမဲ့အခုလုံးဝမပေါက်တော့ပါဘူးအဲ့ဒါအရင်ကိုတည်တာပါတယ်ပြီးရင်ကျွန်တော်တို့ဒီဘိုက်ဆိုရင်တော်လေးကိုလေချက်အရန်မချက်အောင်ကျွန်တော်ပုံမှန်ထက်ဘိုက်ချက်သွားတယ်လို့ခံစားရတယ်ဒါကကျွန်တော်တို့တကြားဖြတ်လိုက်တဲ့အတွက်ဖြစ်ပါတယ်အဲကြောင့်မလို့ကျွန်တော်နဲ့85ရက်လုံးအတူတူသွားကြမယ် see you in the next video